အမေရိကန်ပြည်ထောင်စုရဲ့45ရာမြောက်သမ္မတအဖြစ်ဇန်နဝါရီလ20ရက်နေ့ကကျမ်းသစ္စာတင်ဆိုခဲ့တဲ့ဒေါ်နယ်ထရမ့်ဟာအမေရိကန်ပြည်သူတိုင်းအတွက်မမောမပန်းသူလုပ်ကိုင်ဆောင်ရွက်မှာဖြစ်ပြီးအမေရိကန်သားပထမဖြစ်ရမယ်လို့ကတိပေးပြောကြားခဲ့ပါတယ်။ဒီနေ့ကစပြီးအမြင်သစ်နဲ့ကျွန်တော်တို့နိုင်ငံကိုအုပ်ချုပ်မှာဖြစ်ပြီးအမေရိကန်သားပထမဖြစ်စေရမယ်လို့ဒေါ်နယ်ထရမ့်ကပြောပါတယ်။ကုန်သွယ်ရေးအခွန်လူဝင်မှုနိုင်ငံခြားရေးနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်တိုင်းမှာအမေရိကန်ကိုပထမထားပြီးအမေရိကန်လုပ်သားတွေနဲ့အမေရိကန်မိသားစုတွေရဲ့အကျိုးအတွက်ဖြစ်စေရမယ်လို့ဒေါ်နယ်ထရမ့်က16မိနစ်လောက်ကြာတဲ့ကျမ်းကျိန်မိန့်ခွန်းမှာပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်ပြောကြားခဲ့တဲ့ကျမ်းကျိန်မိန့်ခွန်းဟာ1989ခုနှစ်သမ္မတဂျင်မီကာတာရဲ့ကျမ်းကျိန်မိန့်ခွန်းနောက်ပိုင်းအတိုဆုံးဖြစ်ပါတယ်။ဒီအချိန်ဟာခမရတို့ရဲ့အချိန်ဖြစ်ပြီးခမရတို့တွေပိုင်ဆိုင်ပါတယ်။အခုအခါတာမယဟာဒီနေ့ဒီနေရာကိုရောက်နေကြတဲ့လူတိုင်းနဲ့အမေရိကတခွင်ကကြည့်ရှုနေသူအလုံးအတွက်ဖြစ်ပါတယ်လို့ထရမ့်ကပြောပါတယ်။တခါတရံသူ့ရဲ့မိန့်ခွန်းထဲမှာသူရေကောက်ပွဲမဲဆယ်စီယုံစဉ်ကဂတိစကားတွေကိုထည့်သွင်းပြောကြားခဲ့ပါတယ်။အမေခံအမျိုးသားအမျိုးသမီးတွေအတွက်လည်းသူလှုံ့ဆော်မယ်လို့ပြောကြားခဲ့ပြီးနိုင်ငံရေးသမားတွေလက်ထက်ကနေအမေရိကန်ပြည်သူတွေရဲ့လက်ထက်ကိုအာဏာပြန်အပ်နှင်းမယ်လို့လည်းပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်ဟာသူ့ရဲ့မိန့်ခွန်းကိုရွေးကောက်ပွဲမဲဆယ်စဉ်ထပ်တလဲလဲပြောကြားခဲ့တဲ့ကြွေးကြော်သံတွေနဲ့ပိတ်ခဲ့ကြောင်း ABC သတင်းမှာဖော်ပြထားပါတယ်။ဒီသတင်းကိုကျော်စုဝေကဘာသာပြန်ဆိုထားပါတယ်။လက်ဆက်သူကျမခိုင်စန္ဒာကျော်ပါ။